အားလုံးပဲမင်္ဂလာပါရှင်။စာပေလမ်းရဲ့ book review အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ရှုံးပါ။ရှုံးကဒီတစ်ခါဆ iam မမိုးအင်ရရဲ့စာအုပ်လေးတစ်အုပ်နဲ့ညွှန်ပေးချင်ပါတယ်။စာအုပ်လေးရဲ့နာမည်ကတော့ကျွေမလို့နဲ့ဝေမလို့နဲ့ကျွေလို့ခေါ်ပါတယ်။နာမည်လေးကြားရတာနဲ့တွေကိုဖတ်လို့ကောင်းပါပဲ။စိတ်ဝင်စားဖို့ကောင်းပါပဲဆိုပြီးတော့တွေးမိတဲ့စာအုပ်လေးတစ်အုပ်ပါ။တကယ်လည်းသဘောကျဖို့ကောင်းတဲ့စာအုပ်လေးလေးဖြစ်ပါတယ်။ရှုံးဆိုဘယ်လောက်ထိသဘောကျမိလဲဆိုရင်ထက်ကပြန်ဖတ်ဖြစ်တာအခုဆိုလို့ရှိရင်3ခါရှိပါပြီ။ဒီဝိထုလေးထဲမှာလင်းလို့ခေါ်တဲ့အချစ်ဆိုတာကိုတခါမှမခံစားဘူးသေးပဲပပနေပြီးပျော်ရွှင်ရွှင်နေတတ်တဲ့ကောင်မလေးဟာကျောင်းပြီးတဲ့အခါမှာသူ့ရဲ့မိဘတွေစုံဖြတ်ပေးတဲ့အတိုင်းအိမ်တော်ပြုဖို့အတွက်ဖြစ်လာခဲ့ပါတယ်။လင်းနဲ့စီစဉ်ပေးရတဲ့သူကတော့ကိုကြီးတဲ့ကိုကြီးဆိုတာကလည်းလင်းအတွက်ဆိုရင်ငယ်စဉ်ကတည်းကအကိုတယောက်လိုမျိုးခင်မင်လေးစားရတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီထဲကကိုကြီးရဲ့ character ကလေရှင်တို့ main ကလေးအများစုသဘောကျတဲ့ type လို့ပြောရမယ်ပေါ့နော်။ဘာလို့လဲဆိုရင်ကိုကြီးကတိတ်ကိုအနေအေးတယ်တည်ငြိမ်တယ်ယောက်ျားဆက်တယ်နောက်ပြီးအမျှော်မြင်ရှိတယ်ကိုကြီးအကြောင်းကိုအမှုတင်ရမယ်ဆိုရင်ရှင်ဒီ review ကအရှိဖြစ်သွားမယ်ထင်ပါတယ်ဆိုတော့ရှင်ဇလန်အကြောင်းလေးကိုဆက်ပြီးတော့ပဲပြောရမယ်ဆိုရင်အချစ်ဆိုတာကိုမခံစားဘူးတဲ့လင်းတစ်ယောက်အတွက်အိမ်တော်ပြုခြင်းဆိုတဲ့အရာကရုတ်တရက်ဆိုသလိုသူ့စီကိုရောက်ချလာတယ်အဲ့ဒီချိန်မှာလင်းရဲ့စိတ်မှာဖြစ်တည်လာတဲ့အချစ်ကိုစူးစမ်းလို့မှုအထူးသဖြင့်ကိုအိမ်တော်ဘက်ဖြစ်လာမဲ့သူကပေးမဲ့အချစ်တွေကိုမျောလင်းတောင်းတမှုနဲ့မိမသားပြီးဆန္ဒနဲ့တိတ်ခါကိုတပားတည်းထိမ့်သိမ်းထားရပုံတွေကိုပါရှုံးလို့တွေ့ရမှာပါဒီစာလေးကအချစ်ဝတ္ထုလေးတအုပ်ဖြစ်တယ်ဒါပေမဲ့ရှုံးအတွက်ကတော့တာမဲ့အချစ်အကြောင်းကြီးကိုပဲတဖွဲတနွဲ့ရေးထားတဲ့ဝတ္ထုလို့မထင်မိဘူးပေါ့နော်ဒီဝတ္ထုထဲမှာရှုံးလို့မိမသားတွေရဲ့အချစ်နဲ့တွေ့ထိလာတဲ့အခါမှာဖြစ်တည်လာတတ်တဲ့စိတ်ရဲ့အမျိုးစုံတဲ့ပုံစံတွေကိုသိချလေးမြင်ရမယ်ရှင်တို့မိန်းကလေးတွေရဲ့စိတ်ကတိတ်ကိုနားလဲရခတ်တယ်မရှင်းလင်းဘူးဆိုပြီးဒါတူငါပြောလို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေတွေကိုလည်းဆီယာမကဒီဝတ္ထုလေးထဲမှာလင်းရဲ့နေရာကနေဝင်ပြီးတော့ခန်းစားနားလည်နိုင်အောင်ရေးပေးထားပါတယ်ဇလန်းရဲ့အဆုံးမှာလည်းဖတ်နေတဲ့သူတွေအတွက်ရင်ထဲကိုတက်ထိမဲ့ plot လဲပါပါတယ်ဆိုတော့အများကြီးတော့မပြောနေတော့ပါဘူးမဖတ်ရသေးတဲ့သူတွေရှိရင်ရှင်ကဒီစာအုပ်လေးကိုညွှန်ပြခြင်းနဲ့ဖတ်ပြီးသွားတဲ့သူတွေရှိရင်လည်းပေါ့နော်ဝတ္ထုရဲ့အဆုံးမှာထည့်ထားတဲ့ plot ကြောင့်ကြေကွဲမှုတွေရှိခဲ့ရင် comment မှာရင်ဖွင့်သွားလို့ရပါတယ်ဆိုတာကိုပြောရဲရှင်တို့ရဲ့ book review အစီအစဉ်လေးကိုဒီနားမှာပဲရပ်နားလိုက်ချင်ပါတယ်နောက်ဆင်ပေးခဲ့ကြတဲ့စာဖတ်ပရိသတ်တူးချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ် review အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတာယာသောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်